အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒူဘိုင်းမှာမန်ဒီဆိုင်တွေအများကြီးရှိတဲ့ထဲမှာဈေးနှုန်းတင့်ပြီးလူကြိုက်များတဲ့ရေယန်ဆိုင်လေးကိုသွားတာပဲဖြစ်ပါတယ်ရှင်ဒါကတော့ကြက်သားကိုနူးဣနေအောင်ပေါင်းထားလို့အသားတဲ့အထိအရသာဝင်နေပြီးအယိုးကနေအလွယ်တကူခွာထုတ်လို့ရပါတယ်ရှင်ထမင်းကစီမများပဲနဲ့အနံလေးမှုေးနေတာပါပဲရှင်ချစ်ကန်းမန်ဒီထမင်းတစ်ပွဲကို26ဒီရန်ကနေစပြီးရှိပါတယ်ရှင်။နှစ်ယောက်စားလို့ရပါတယ်ရှင်။အစားနည်းသူဆိုရင်3ယောက်အထိမျှစားလို့ရပါတယ်ရှင်။ထမင်းပွဲမလာခင်လူတစ်ယောက်ကိုဆွပ်ပကံတစ်လုံးစီလာချပေးပါတယ်ရှင်။ဆွပ်ကလည်းအရသာမချုံမငန်နဲ့တောက်လို့ကောင်းပါတယ်ရှင်။ထမင်းလာချတဲ့အခါကြက်သွန်နီကြော်ငရုတ်သီးကြော်တရက်သီးတနက်အနှစ်ခရမ်းချင်သီးအနှစ်ပူစီနန်ချက်တနီဒိန်ချင်းတခွားသီးနဲ့မုံလာဥနီတိုးစရာအစုံအနေငါချပေးပါတယ်ရှင်။ဆွပ်ကလည်းကုံသွားရင်ထပ်ယူလို့ရပါတယ်ရှင်။ကျမတို့ကတော့ထမင်းနှစ်ပွဲမှာပြီးလူ9ယောက်စားလို့ရပါတယ်ရှင်။ထမင်းစားပြီးရင်လူခေမတ်ဆိုတဲ့ဒဇအချိုပွဲလာချပေးပါတယ်ရှင်။ပြီးတော့အာရက်လက်ဖက်ရည်တစ်ခွက်စီလည်းလာချပေးပါတယ်ရှင်။တကယ်လို့တယောက်တည်းသွားစားရင်ပွဲသေးတစ်ပွဲကို16ဒီရန်နဲ့ရောင်းချပေးပါတယ်ရှင်။အရသာရောဝန်ဆောင်မှုရောနေရာလေးရောအားလုံးအဆင်ပြေတဲ့အတွက်ဒူဘိုင်းအရီကာဘက်ရောက်ရင်သွားရောက်စားသုံးကြည့်ကြပါလို့ညွှန်ပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်